ဒါဟာတာမန်ကာကွယ်ရေးအင်ဂျီမဟုတ်ပါဘူးအနှစ်1400ကျော်ရှိခဲ့ပြီဖြစ်တဲ့ရှေးဟောင်းနတ်ဖျားမျိုးအမွေနှစ်ပစ္စည်းဒီအင်ဂျီကိုဝစ်ဆင်ထားသူဟာကဘာပေါ်ကဘလက်နဲ့နဲ့မှမထိခိုက်နိုင်တဲ့ခန္ဓာကိုယ်ကိုရရှိသွားမှာဖြစ်တဲ့တနက်ကြီးစံဓာပုံဘာပဲဖြစ်ဖြစ်သူ့ကိုမထိနိုင်ပါဘူးလွန်ခဲ့တဲ့3ရက်ကအထိဒီလူဟာရိုးရိုးသားသားကုံစုံဆိုင်တေးသေးလေးမှာဖေဖေနဲ့အတူရောင်းချနေတဲ့တာမန်လူငယ်တစ်ယောက်ပဲဖြစ်ခဲ့တယ်ဒါပေမဲ့အရာအလုံးတစ်ချက်တည်းပြောင်းလဲသွားခဲ့တယ်မိုးမောက်နေတဲ့ညတညဆိုင်တဲ့ကိုအမဲရောင်ကုတ်အင်ဂျီနဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ဝင်လာခဲ့တယ်သူမရဲ့မျက်လုံးတွေဟာဆူးရှာပြီးနှင်းစီပန်းနဲ့တူတဲ့ညီရဲနေတဲ့နှုတ်ခမ်းတွေလက်ထဲကရှေးဟောင်းပကြီးကားတစ်ချက်ကိုဖြန့်ပြလိုက်ရင်ပြောလိုက်တယ်ဒီအင်ဂျီကိုရှာနေတာတင်တို့စီမှာရှိလားအိမ်အောက်ခန်းမြေအောက်ခန်းထဲမှာဖုံတွေအထက်ထက်ကျနေတဲ့တစ်တာတွေကအဲ့ဒီပုံစံတူအင်ဂျီကိုတစ်ခါတွေ့ဘူးခဲ့လို့အမျိုးသမီးထွက်သွားပြီးခဏကြာတော့သူမြေအောက်ခန်းထဲတိတ်တဆိတ်ဆင်းသွားခဲ့တဲ့ဖုံတွေလေတူးတဲ့တလိမ့်တလိမ့်နဲ့တစ်တာကိုဖွင့်လိုက်တော့နောက်ကဖေဖေရဲ့အတန်တုံရီနေပြီးလေတံပင်ကြံတော့မလောက်တစ်စက္ကန့်နဲ့တစ်ချက်ဆိုင်ရှိကတကားကိုအားနဲ့ကန်ခွင်းဖွင့်လိုက်ကြတယ်အနက်ရောင်ဝစ်စုံတွေဝတ်ထားတဲ့လူလေးယောက်ကအတင်းဝင်လာပြီးတနက်တွေရန်တန်းပစ်ခတ်ကြတယ်ဖေဖေကြည်စံတွေထိမှန်သွားတယ်သွေးတွေပန်းနေတယ်တားကဖေဖေကိုတွဲပြီးအတင်းပြေးထွက်လာခဲ့တယ်ဆေးရုံမဟုတ်ပဲဖေဖေအတင်းအကျပ်ညွှန်ကြားတဲ့အတိုင်းတငယ်ချင်းဆရာဝန်ရဲ့လှုပ်ဝက်ဆေးကန်းစီမောင်းသွားခဲ့တယ်ရောက်တာနဲ့ဆရာဝန်ကအရာအလုံးကြိုတိနေတယ်လို့ပြေးထွက်လာပြီးဖေဖေကိုအတွင်းခန်းကြီးထဲခေါ်သွားတယ်တူနာပြူတယောက်ကတားကိုလှုပ်ဝက်တကားတစ်ခုကနေခေါ်ဆောင်သွားတယ်အဲ့ဒီတကားနောက်မှာကြီးမားလုံးနဲ့အခန်းကျယ်ကြီးရှိနေတယ်ဖေဖေခတင်ပေါ်မှာလဲနေပြီးမျက်နှာဖြူဖက်နေပြီးအသက်ရှူတန်ကပြတ်တောက်နေတဲ့နောက်ဆုံးခွန်အားနဲ့တားကိုကြည့်ပြီးပြောလိုက်တယ်ငါတည်သွားရင်သူတို့နှစ်ယောက်ကမင်းကိုကာကွယ်ပေးလိမ့်မယ်မင်းအဲအင်ဂျီကိုဝတ်အမှန်တရားကိုသိရမယ်ပြီးတာနဲ့ဖေဖေအသက်ရက်သွားတယ်အဲ့အချိန်မှာဆရာဝန်ကရှေ့ကိုလှမ်းလာပြီးတူတူပြောလိုက်တယ်အခုဒီအင်ဂျီမင်းပိုင်ပဲဝတ်ကြည့်ပါအားလုံးနားလည်သွားလိမ့်မယ်သူတုတ်ဆုံနေခဲ့ပေမဲ့နောက်ဆုံးအင်ဂျီကိုဝတ်လိုက်တယ်ချက်ချင်းအင်ဂျီကအသက်ရှိနေတယ်လို့လှုပ်ရှားလာတဲ့သူ့ခန္ဓာကိုယ်ကိုကွေးပက်ပက်စီတင်းကျပ်စွာဖုံးလွှမ်းသွားတယ်ရှေးဟောင်းတင်ဂီတတွေလင်းလက်တောက်ပလာပြီးအင်ဂျီကသူ့အသားနဲ့တသားတည်းပေါင်းဆက်သွားတယ်နောက်ဆုံးလုံးဝပျောက်ကွယ်သွားခဲ့တယ်ရင်ဘက်ပေါ်မှာမီးရန်နေတယ်လို့တောက်ပနေတဲ့ရှေးဟောင်းအမတ်